မန္တလေးမြို့တွင်ရေကြီးရေရှမ်းမှုရောနေစေရေးမှာအဓိကထားဆောင်ရွက်ပေးနေတဲ့ရွှေကန်း New Pammy Station မှာငလျင်တန်းကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့ပိုက်လိုင်းများပြုပြင်ဆောင်ရွက်နေတဲ့သတင်းကိုတင်ဆက်ပါမယ်ရှင်။မန္တလေးမြို့မှာမိုးရာသီရေကြီးရေရှမ်းမှုရောနေစေရေးအတွက်စွန့်ထုတ်ပေးနေတဲ့အမရပူရမြို့နယ်ရွှေကဲရွာအနီးရှိရွှေကန်း New Pammy Station မှာရေထုတ်ပိုက်လိုင်းများမှာငလျင်ကြောင့်ပျက်စီးခဲ့လို့ပြုပြင်တက်ဆရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာမှာပိုက်ဆက်လုပ်ငန်းများဆောင်ရွက်ပြီးစီးပြီးဖြစ်တယ်သိရပါတယ်။စက်ရုံနဲ့ပတ်သက်ပြီးမြို့တော်စီပင်သားရရေးကော်မတီရေနဲ့တန်ရှင်းမှုဌာနမှတာဝန်ရှိသူတဦးကခုလိုပဲပြောပြခဲ့ပါတယ်ရှင်။ဒီရွှေကဲ New Pammy Station ကဘယ်နေရာမှာသုံးဝင်လဲဆိုတော့တရက်ကိုတန်း90လောက်ထိမောင်းထုတ်နိုင်တယ်။အဲ့တော့ဒီမှာကျွန်တော်ပြောတာပုံမှန်ကာလဆိုလို့ရှိရင်ကျွန်တော်တို့ကမြို့နောက်ဘက်ချမ်း12တန်းနဲ့15တန်းလောက်ထွက်တယ်။ဘော်ရန် gravity သွားနေဘိုးရင်ကာလဆိုရင်15တန်းနဲ့160လောက်ထွက်တယ်။ဘိုးရည်ချိန်ပေါ်မူတည်တာပေါ့။တိကျများခြင်းလည်းများနိုင်တယ်။အဲ့ချိန်နေမျိုးမှာကျွန်တော်ဒီကောင်ကတန်း90လောက်မောင်းထုတ်နိုင်တယ်မှန်ဆိုတဲ့အတွက်နိုင်နေကျွန်တော်တို့ကမြို့ကြီးကြီးချီချမှုကောင်းမှုထိနိုင်တဲ့ station တစ်ခုပေါ့ပုံမှန်ကာလများမှာမြို့ရင်းကနေတရက်ကိုရေကားလန်12တန်းမှ15တန်းခန့်စီးဝင်လာပေမယ့်ယခုနောက်ပိုင်းမိုးရာသီကာလများမှာရေကားလန်တန်း60ခန့်ထွက်ရှိပါတယ်။ရွှေကဲ New Pammy Station အနေနဲ့တရက်ကိုအများဆုံးရေကားလန်တန်း90ခန့်ထိဆွန့်ထုတ်နိုင်တာဖြစ်လို့မန္တလေးမြို့ရေကြီးရေရှမ်းမှုလျှော့ချရေးမှာအရေးပါတဲ့မိုးရေဆွန့်ထုတ်စက်ရုံတစ်ခုဖြစ်တယ်လို့သိရပါတယ်ရှင်။